တောင်သူကြီးတို့အားလုံးမင်္ဂလာပါရှင်ဦးကြီးတို့ရဲ့ပဲဒီစိမ်းမက်ပဲပဲမျိုးစုံနဲ့ဆောင်းသီးနှံတွေစိုက်ပျိုးပြီးအပင်နဲ့ရှည်တန်းကြီးထွားနေချိန်မှာသီးနှံပင်နဲ့အတူအပင်ယောဂနဲ့ဖြတ်ပိုးများလည်းခွဲခြားလို့မရအောင်ကြောက်ဖြတ်စည်းတတ်ပါတယ်အဲ့လိုကြောက်ဖြတ်စည်းတတ်တဲ့အပင်ယောဂတွေထဲမှာဖောက်မှုယောဂဆိုရင်သီးနှံပင်ငယ်စဉ်မှာတည်းကစတင်ကြောက်တတ်ပါတယ်ပေါင်ဒရီမေကျူးလို့ခေါ်တဲ့ဖောက်မှုယောဂဟာယောဂပစ္စည်းသက်ရှိအရီဆိုင်ဘီပိုလီဂိုနီကြောင့်ဖြစ်ပွားတတ်ပြီးသီးနှံပင်ရဲ့မြေပေါ်စိတ်ပိုင်းအားလုံးမှာကြောက်ဖြတ်စည်းတတ်ပါတယ်ရှင်ယောဂလက္ခဏာအဖြစ်အရွက်ရည်များရဲ့အပေါ်ဘက်မျက်နှာပြင်မှာအကြောင်းမကြီးအကွက်ပြောက်များကိုစတင်တွေ့ရှိရပါတယ်။ထိုအကွက်ပြောက်များဟာနောက်ပိုင်းမှာအဖြူရောင်အဆက်များအဖြစ်ပြောင်းလဲသွားပြီး၎င်းအဖြူဆက်များပေါင်းစည်းသွားတဲ့အခါမှာအရွက်မျက်နှာပြင်ပေါ်မှာပေါင်နာမှုန့်များပတ်ချူထားတဲ့ကဲ့သို့အစဉ်ပြင်ကိုတွေ့ရပါတယ်။ယောဂလက္ခဏာပြင်းထန်မှာကအရွက်မျက်နှာပြင်ပေါ်မှာသာမကပဲအပင်ပေါ်မှာပါပေါင်နာမှုန့်များပတ်ချူထားသလိုဖြစ်လာတာကိုတွေ့ရပါတယ်။ထို့မှတစ်စဉ်အရွက်များပုံမှန်မှုန့်တော်ပဲနဲ့အရောင်များအဝါပြော့ရောင်ပြောင်းသွားတာကိုတွေ့ရပါတယ်ရှင်။အကိုင်းနဲ့အသီးတောင်များပေါ်မှာယောဂကြပြီဆိုပါကအသီးများကြုံလှီသေးကွေးသွားပြီးတွန့်၍နောက်ဆုံးမှာ6သွေးသားတာကိုတွေ့ရပါတယ်။ထို့ကြောင့်ဖောက်မှုယောဂကိုထိရောက်စွာကာကွယ်နိုင်ပြီးယောဂကြောက်ပါကလည်းပျောက်ကင်းအောင်ကုသပေးနိုင်မယ်ဝိဇာရရဲ့မှုံစုံတိုင်းမှုစေးအကြောင်းမိတ်ဆက်တင်ပြပေးလိုက်ပါတယ်ရှင်။မှုံစုံတိုင်းမှုစေးမှာအစွမ်းထက်ဆေးရနေတင်ရှိတဲ့အီသရမောနဲ့ပိုင်ရာကလိုစတိုဘင်တို့ပေါင်းဆက်ပါဝင်ပါတယ်။ပင်လုံးတဲ့အာနိသင်ရှိတဲ့မှုစေးဖြစ်ပြီးဆေးထီးတဲ့နေရာမှာတစ်စင်တပင်လုံးသို့ဆေးရနေတင်ပြန့်နှံ့စိတ်ဝင်သွားနိုင်ပါတယ်ရှင်။ပုံစံနိုင်မိုးစေးကိုပဲဒီစိမ်းမက်ပဲနဲ့သီးနှံများမှာကြောက်တော့ဖောက်မှုယောဂရက်ပြောက်ယောဂတန်ကြီးယောဂနဲ့မှုယောဂမျိုးမျိုးကိုကာကွယ်ဖို့အတွက်ကောကုသရန်အတွက်ပါအသုံးပြုနိုင်ပါတယ်ရှင်အထူးသတိပြုရန်မှာနေပူချိန်ပြင်းထန်ချိန်မှာဆေးမဖြတ်မှုပဲဖြစ်ပါတယ်ပုံစံနိုင်မိုးစေးဖြင့်ပဲဒီစိမ်းမက်ပဲသီးနှံများကိုသီးနှံတက်တန်းအတွင်းအပင်မကျစေဖို့အတွက်လည်းပပြံအသုံးပြုပေးနိုင်ပါတယ်ရှင်အသုံးပြုရမယ်ဆေးနှုန်းသားကတော့ရေ20လီတာဝင်ဆေးဖြတ်မှုအတွက်ဆေးရည်20မှ30 cc နှုန်းထည့်သွင်းအသုံးပြုပေးရန်ဖြစ်ပါတယ်ရှင်တောင်သူကြီးတို့ရဲ့သီးနှံစိုက်ခင်းများမှာပုံစံလာမှုစေးကိုအသုံးပြုပေးခြင်းဖြင့်ဖောက်မှုနှင့်မှုယောဂအမျိုးမျိုးပေးမှာကင်းဝေးနိုင်ကြပါစေရှင်